ကဘာဦးကျန်ခန်းကြီးလေးခန်းငယ်1မှ26ထို့နောက်လူအာတန်သည်မယားအေဝနှင့်ဆက်ဆံသဖြင့်အေဝသည်ပရိသေဆွဲယူ၍ကာဣနကိုဖွားမြင်လျင်ထာဝရဘုရား၏လူကိုငါရပြီဟုဆိုလေ၏တဖန်သူညီအာဘေလကိုဖွားမြင်လေ၏အာဘေလကတိုးတိမ်ဖြစ်၏ကာဣနကလည်းလုသောသူဖြစ်၏အချိန်စိတ်သောအခါကာဣနသည်ထာဝရဘုရားထံပူဇော်တက္ကဖို့မြေသီးကိုဆောင်ခဲ့၏အာဘေလသည်လည်းမိမိသိုးစုတွင်အဥဖွားသောသားချို့နှင့်သိုးစီဥကိုဆောင်ခဲ့၏ထာဝရဘုရားသည်အာဘေလနှင့်သူ၏ပူဇော်တက္ကကိုပမာဏပြုတော်မူ၏ကာဣနနှင့်သူ၏ပူဇော်တက္ကကိုပမာဏပြုတော်မူထို့ကြောင့်ကာဣနသည်အလွန်စိတ်ဆိုး၍မျက်နှာပြက်လေ၏ထာဝရဘုရားကလည်းသင်သည်အဘဲကြောင့်စိတ်ဆိုးသည်အဘဲကြောင့်မျက်နှာပြက်သည်သင်သည်ကောင်းမွန်စွာပြုလျင်လက်မခံဘဲနေမည်လောကောင်းမွန်စွာမပြုလျင်အပြစ်သည်တကားနားမှဝတ်ချောင်းလျက်နေ၍တင့်ကိုလွှမ်းမိုးလို၏သို့တော်သင်သည်သူ့ကိုအုပ်ဆိုးရမည်ဟုမိန့်တော်မူ၏ကာဣနကလည်းလေသို့တွားကြကုန်အံ့ဟုညီအာဘေလကိုခေါ်၍လေသို့ရောက်သောအခါညီအာဘေလကိုရန်ဘက်ပြု၍သတ်လေ၏ထာဝရဘုရားကလည်းတင့်ညီအာဘေလသည်အဘယ်မှရှိသနည်းဟုကာဣနကိုမေးတော်မူလျင်အကျွန်ုပ်မသိပါအကျွန်ုပ်သည်ညီကိုစောင့်ရသောသူဖြစ်ပါသလောဟုလျှောက်ဆို၏ဘုရားသခင်ကလည်းသင်သည်အဘယ်သို့ပြုပြီးသနည်းသင်ညီအသွေးအတန်သည်မြေထဲကငါ့ကိုအော်ဟစ်လျက်ရှိသည်တကားတို့ဖြစ်၍သင်ညီဤအသွေးကိုခံယူခြင်းကမိမိပါးစပ်ကိုဖွင့်သောမြေကြီး၏ကြိမ်ခြင်းကိုသင်သည်ခံရသောကြောင့်ယခုမှစ၍မြေ၌လှုပ်သောပကတိအတိုင်းအတီးနှံကိုမရရာမြေကြီးပေါ်မှာပြေးရသောသူအရရက်လဲရသောသူဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏ကာဣနကလည်းအကျွန်ုပ်အပြစ်သည်မဖြေနိုင်အောင်ကြီးပါသလောအကျွန်ုပ်ကိုမြေကြီးပြင်မှယနေ့နှင့်ထုတ်တော်မူ၏မျက်နာတော်ကိုလည်းမမြင်ရမြေကြီးပေါ်မှပြေးရသောသူအရရက်လဲရသောသူဖြစ်ပါရမည်တွေ့သမျှသောသူတို့သည်အကျွန်ုပ်ကိုတတ်ပါလိမ့်မည်ဟုထာဝရဘုရားကိုလျှောက်ဆို၏ထာဝရဘုရားကလည်းတို့ဖြစ်၍ကာဣနကိုတတ်တော်သူမည်သည်ကားခုနစသောအပြစ်ဒဏ်ကိုခံရလိမ့်မည်ဟုမိန့်တော်မူပြီးလျှင်ကာဣနကိုတွေ့တော်သူတစ်စုံတစ်ယောက်မျှမတတ်စေခြင်းကထာဝရဘုရားသည်သူ၌အမှတ်ပေးတော်မူ၏ကာဣနသည်ထာဝရဘုရားထံတော်မှထွက်သွား၍အေဒင်ပြည်အရှိနောဒပြည်တွင်နေလေ၏ကာဣန၏သားစဉ်မြေးဆက်ထိုအခါကာဣနသည်မိမိမယားနှင့်ဆက်ဆံသဖြင့်သူသည်ပရိသေဆွဲယူ၍သားအေနောက်ကိုဖွားမြင်လေ၏ကာဣနသည်လည်းမြို့ကိုတည်၍မိမိသား၏အမည်အလိုက်ထိုမြို့ကိုအေနောက်မြို့ဟုသမုတ်လေ၏အေနောက်သားကားဣရတ်သားကားမဟုတ်ယေလသားကားမတုရှလသားကားလာမက်သည်အာဒနှင့်ဇီလအမည်ရှိသောမိန်းမနှစ်ယောက်နှင့်အိမ်ထောင်ပြု၍အာဒသည်သားယာဗလကိုဖွားမြင်လေ၏ထိုသားကတဲ၌နေသောသူတိုးနွားစတီတို့ကိုမွေးသောသူတို့၏အဖဆရာဖြစ်လေသည်ယူဗလအမည်ရှိသောညီမူကစောင်းမျိုးနဲခရမျိုးတို့ကိုတိမုတ်တတ်သောသူအပေါင်းတို့၏အဖဆရာဖြစ်လေသည်ဇီလသည်လည်းသားတုပလကာဣနကိုဖွားမြင်လေ၏သူသည်ပဒင်းသမားတပည့်သမားအပေါင်းတို့၏ဆရာဖြစ်လေ၏တုပလကာဣန၏နမကနေမအမည်ရှိ၏လာမက်ကလည်းအာဒနှင့်ဇီလငါပြောတန်ကိုမှတ်ကြလောလာမက်မယားတို့ငါစကားကိုနားထောင်ကြလောငါကိုထိခိုက်သောလူတစ်ယောက်တည်းဟုသောငါကိုနှီးဆဲသောလူပြိုတစ်ယောက်ကိုငါတတ်ခဲ့သည်ကာဣနသည်ခုနစသောတရားကိုရလျင်အကယ်၍လာမက်သည်အစ80ခုနစသောတရားကိုရလိမ့်မည်ဟုမိမိမယားတို့ကိုပြောဆို၏အာဒန်သည်လည်းမိမိမယားနှင့်နောက်တဖန်ဆက်ဆံပြန်လျင်မယားသည်သားကိုဖွားမြင်၍ရှေတဟုသောအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားကာဣနတတ်သောအာဘေလကိုစားတပါးသောအနွယ်ကိုအကျွန်ုပ်ဖို့ဘုရားသခင်ခန့်ထားတော်မူပြီဟု
ဆိုသည်ရှေတာသည်လည်းသားကိုရ၍အေနုတ်ဟူသောအမည်ဖြင့်မှဲ့လေ၏ထိုကာလ၌ထာဝရဘုရား၏နာမတော်ကိုအမည်ပြု၍ကိုးကွယ်စပြုကြလေ၏အာမင်